ဒီနေ့ကကြတော့ငါးကနန်းသမားတွေရဲ့အချင်းစရိုက်ကလေးတွေအဲ့ဒါဘယ်လိုယောဂတွေဖြစ်တတ်တယ်ဘယ်လိုလုပ်ငန်းတွေလုပ်တဲ့နေဆိုတာလေးကိုပြောပြမှာဖြစ်ပါတယ်ငါးကနန်းသမားတွေကတခုဆိုရင်စိတ်ထိခိုက်လွယ်တယ်မိတ်ဆွေလည်းပေါ်တယ်မိတ်ဖွဲ့လို့လည်းလွယ်တယ်နောက်ကငွေကိုလည်းပြင်းပြင်းထန်ထန်ရှာတတ်တယ်အဲ့ဒီလိုပဲကိစ္စတစ်ခုလုပ်ပြီဆိုလို့ရှိရင်လည်းသူတို့ကစိတ်ဝင်စားလုပ်တတ်ကြတယ်ဘလို့ခက်ခဲတွေကြုံနောက်မဆုတ်တန်းလေလုပ်တတ်ကြတယ်လိန်လည်းမလိန်တတ်ဘူးလေဟိုမလိန်တတ်ဘူးဆိုတာကွာလူတိုင်းကတော့လိန်တတ်တာကြီးပဲဒါပေမဲ့ကျွန်မပြောချို့လူတွေဆိုမူသာဝါဒအများကြီးပြောတယ်လေအဲဒါမျိုးမဖြစ်ဘူးဒါကိုပြောပြတာနော်သူတို့ဖြစ်တတ်တဲ့ကျမ်းမာရေးတွေနေကြတော့အိမ်မပြောတဲ့ယောဂါတွေအကျော်ယောဂါတွေဖြစ်တတ်တယ်သူတို့ကအန်ဒီရဲ့ကြီးကြီးမားမားဖြစ်လို့ရှိရင်မြေပြိုတွင်းပြိုတောင်ပြိုတွေအန်ဒီရဲ့တွေနဲ့သူကရေဆိုင်ရတတ်တယ်ဒါကြတော့ကွာသူတို့လုပ်ငန်းခွင်ကမြေပြိုတဲ့တွင်းပြိုတာတောင်ပြိုတာတို့အဲ့လိုလုပ်ငန်းခွင်တွေမှာဝင်နေတော့သတိထားရတာပေါ့နော်အဲသူတို့တွေကတဲ့ငါးလုံးပါရင်ချမ်းသာတယ်တဲ့အဲသူတို့တွေကဓာတ်စာအနေနဲ့ကြတော့ဘုံလာဥကရဝေးတစ်ကြဘိုးအခွန်မတတိတစ်ချဘန္တာကိုယ်ကအုပ်ဟာသူတို့တွေဓာတ်စာဖြစ်တယ်ဓာတ်စာဆိုတာနေမကောင်းလို့ရှိရင်ကျွန်တော်စားတောက်စားမလို့အဲ့တော့ဒီဟာကိုဓာတ်စာအနေနဲ့စားအဆောင်လုံးမယ်ဆိုလို့ရှိရင်ကြတော့စိန်ကိုငွေသို့မဟုတ်ပလက်တီနမ်နဲ့တွဲဝေရတယ်စိန်ကိုငွေသို့မဟုတ်ပလက်တီနမ်နဲ့တွဲဝေရတယ်ဒါငါးကနန်းသမားတိုင်းပဲနော်နောက်သူတို့ကန်ကောင်းစေတဲ့အယောင်တွေကကြတော့အဖြူရောင်အဝါရောင်စင်စွယ်ရောင်အယောင်နှုလေးတွေကသူတို့တွေအကျိုးပေးတယ်သူတို့အရေးကြီးတဲ့ကိစ္စတွေလုပ်တော့မယ်ဆိုရှင်ဗုဒ္ဓဟူးလေးနဲ့တောက်ကြနေကိုလုပ်တဲ့နေအဲ့တော့သူတို့အတွက်ကန်ကောင်းစေတဲ့ရက်တွေကံကောင်းစေတဲ့ရက်တွေကကြတော့9ရက်14ရက်23ရက်ကကံကောင်းစေတယ်3ရက်12ရက်21ရက်30ရက်နေမွေးတဲ့သားသမီးတွေကိုမယူသင့်ဘူးပေါ့နော်အိမ်တော်မပြုတ်သင့်ဘူးဘာဖြစ်လို့အိမ်တော်မပြုတ်လဲဆိုတော့အိမ်တော်ကရှင်ရက်နဲ့ကွဲနေလိမ့်မယ်ရှင်ရက်နဲ့ကွဲနေလိမ့်မယ်သားသမီးဆိုလို့ရှိရင်လေအကျိုးမခံစားရတော့ဘူးနော်ဒါကကြတော့ကျွန်တော်ငါးကနန်းသမားတွေကိုဘူဒုဒမျှပေးတာပါကိုယ်အတိုင်းဝိုင်းထဲမှာ14ရက်5ရက်14ရက်23ရက်ပါလို့ရှိရင်လက်ခံစကယ်လေးလုပ်ပါနော်ကိုတို့လိုအဲ့လို့ရှိရင်တင်ထားပါမလို့အခုဆိုလို့ရှိရင်လေ sharing လုပ်ပြီးပါစိတ်ချမ်းသာကိုကျမ်းမာကြပါစေ